အစီဟာအင်ဂျင်တွေကြည့်နေတာပဲ ဟုတ်တယ် ဟမ်အင်ဂျင်တွေကြည့်နေရလားကောင်းလားအင်ဂျင်အစ်စ်တွေပါရောက်တာလားဒီ ဒီလိုအင်ဂျင်စိတ်ဝင်စားလား စိတ်ဝင်စားတာဗော စိတ်ဝင်စားနော် စိတ်ဝင်စားတယ်ဗျာ ဒါဆိုရင်ဟီလိုအီတာတီတာအင်ဂျင်တစ်လုံးအများကြီးအများကြီးကြည့်တယ် အများကြီးကြည့်နေတာဗော ဒါတစ်လုံးဇပန်ကဒါရောင်းပြီးသွားတယ် ရောက်ပြီးသွားပြီလား ရောင်းပြီးသွားပြီ ရောက်ပြီးသွားညံလာပြီလား နောက်ထပ်ပြမယ်နောက်ထပ်ရောင်းထိုင်လို့ထပ်ပြပြီနောက်ထပ်ရောက်ထိုင်လို့ဒီမှာဒါဟီလိုအီတာတီစီအင်ဂျင်တွေကြီးပဲဒါဖူးရောက်တာဒါဒီဘက်လိုက်ခဲ့လား အားစီမြင်မချသေးဘူးနော် ချရလားဒီမှာဆိုရင်ဒီထဲမှာဒီနောက်ဒီဘက်နောက်လာခဲ့လဲဒါဟီလိုအီတာတီစီအင်ဂျင်နဲ့ပါတယ် G အင်ဂျင်နဲ့ပါတယ်အင်ဂျင်ရှိတာလို့မင်းတို့အပူပြောတာမဟုတ်ဘူးနော်ခုဒီမှာရှိတာကိုပြပေးတာ ဟုတ်တယ်ဗျာ ဒီမှာ အဲ့ဒါကြီးညင် ဟုတ်တယ်ဒီမှာအင်းကြီးဘယ်လောက်လာလဲကြည့်ရတော့ဟုတ်ပြီနော်ဒါဟီလိုအီတာတီစီတွေကြီးပဲနော်နောက်ထပ်ပြပေးမလား ရှိသေးရလား အင်ဂျင်နောက်ထပ်ကြည့်သေးလား ကြည့်နေသေးတယ်လေ ထပ်ကြည့်သေးထပ်ပြပေးမလားဒါဂရိုင်းဘလောက်တွေအိုးအောင်ကဒီဟာဆိုရင်ဒါ MD92 ဒီစမ်းပုံတိုင်းနဲ့လည်း MD92 လာတယ်6ဘိန်းကောင်းလား6ဘိန်း MD92 လာတယ်ဒီထဲမှာကောင်းတာ MD92 လည်းပါတယ်ဒီစမ်းပုံ MD92 လည်းပါအင်ဂျင်နဲ့လာပေါက်ကိုကြည့်ထားတော့ဒီမှာ ရေလာဗျာ အနီးကလေးကြည့်လိုက်ပြီတာဝန်လေးထောက်ကြည့်လိုက်အတန်ကြီးပါပိုက်တော်ကြည့်လိုက်လုံးဝအတန်ကြီးပေါ့အေးသောဘရိတ်ကဆိုကြည့်လိုက်ဒါ MD92 ဘုမလာဟိုဟီရိုဂီတာတီစီမဂီတာတီစီဒါပန့်တော့အေး ဒီအောင်လေးပဲနော် ဂီတာတီစီပန့်တော့နော်ဘုမလည်းဆောက်ကြပြီလေလာဟီရိုအီတာတီစီလည်းရမယ်ဟီရိုဂီတာတီစီလည်းရမယ်ပြီးတော့ MD92 အင်ဂျင်လည်းရမယ် G390 400 ဘာအင်ဂျင်လို့ကျွန်တော်ပြောဒါဆိုရင်ဟီရိုဂီတာတီစီအပန့်တော့အင်ဂျင်ကိုဒီကောင်းမှာကျွန်တော်ကလေးမျိုးကလုံးဝ2ပတ်3ပတ်လောက်တစ်လုံးတင်ပြီးတော့ဒါတော့ထပ်ရောက်တဲ့ဟာတွေပေါ့နော်ထပ်လည်းလာအောင်ပါ ပန်းတော့ ဒါဟီနိုကေတာတီစီဒါပန့်တော်အင်ဂျင်နော်ကျွန်တော်စီမှာအင်ဂျင်ကြီးရတော့ဟို12ဘိန်းကားပဲဖြစ်တွဲကားပဲဖြစ်ပေါ့နော်အကုန်လုံးရနိုင်တယ်12ဘိန်းကားပဲလို့တွဲကားအင်ဂျင်ပဲလို့ ပစ္စည်းတွေရတော့ဗျာတော့မြင်မချသေးဘူး ဟုတ်တယ် ရေအောင်တွေကတော့ဂျပန်ကြရေအောင်တော့အမှန်ကန်ပဲ အခုဂျပန်ရောက်ပစ္စည်းအတန်မျိုးလိုချင်တယ်ဆိုတော့မန်လေးစက်မှုမှာရှိတဲ့ကွန်မြူနတီကကားဘူးကြီးဆိုင်မှာစိတ်တန်းကလာရောက်ဝယ်ယူလို့ရတော့ဝယ်ရတယ်ခုလိုပဲဖုန်းဆက်ပြီးတော့လည်းမေးမြန်းလို့ရတယ်နော်ဟုတ်ပြီဒီလိုပါ အင်းနဲ့ချမ်းတဲ့ချမှာလားဒီရှေ့ချမှာ ဒါဆိုဒီရက်ချာအင်းညက်ခုတာဒီထဲမှာရောက်တော့၄လုံးရောက်တော့၄လုံးခုတာကြည့်အောင်လို့ဒီရှေ့ချမှာလေ ဟောရှေ့ဒီချမှာ ဟုတ်တယ်